သူများထပ်ထူးနေမှစားဝင်အိပ်ပျော်တဲ့ကစားသမားများအားလုံးပဲမတ်လာပါကျွန်တော်တို့ရဲ့ Sport Motion Channel လေးရနေကြိုဆိုလိုက်ပါတယ်နံပါတ်1ဘလင်ဟန်သူကတော့ခြေအိတ်မှာအပေါက်ဖောက်ဝတ်တာပါသူများတွေကပုံမှန်လေးပဲဝတ်နေချိန်မှာသူကတမှုထူပြီးခြေအိတ်အပေါက်ဖောက်ဝတ်မှအိတ်ဝင်စားပျော်တဲ့လူမျိုးပါအဲ့လိုဖောက်ဝတ်တာဟာကျန်းမာရေးအတွက်လို့ဖြည့်ရှင်းထားပါတယ်ဒါပေမဲ့အဲ့လိုဝတ်တာသူတယောက်တည်းမဟုတ်ပဲ Kyle Walker Danny Rose လိုကစားသမားတွေလည်းအသုံးပြုဖူးပါတယ်နောက်ပိုင်းမှာတော့ Bellingham ရဲ့ style ကိုလူငယ်ဘောလုံးသမားတွေအများကြီးလိုက်လုပ်လာကြပြီးဖက်ရှာရင်တမျိုးလိုတောင်ဖြစ်လာပါတယ်နံပါတ်2လက်မိုင်းရမယ်ဂုံကြီးတို့ရဲ့အကယ်ဒမီကျဲပွင့်လေးကလည်းသူများထပ်ထူးနေမှစားဝင်အိပ်ပျော်မဲ့ပုံစံမျိုးပါသူကဘယ်နေရာမှာသွားထူးတာလဲဆိုရင်ဘောင်းဘီကအောက်ကိုနည်းနည်းရော့ဝတ်တာပါပရိသတ်တွေထင်မြင်ချက်ကတော့တခြားသူတွေထက်ကွဲထွက်ခြင်းလို့ဒါမှမဟုတ်အောက်ကိုရောဝတ်တာကပိုတက်တောင့်တက်တာရှိလို့ဆိုကြပါတယ်ဒါကလည်းသူများတွေထက်တော်တော်ကိုထူးနေတဲ့အရာပါနောက်တစ်ယောက်ကတော့ရာဖေးလီယိုပါသူထူးတာကတမျိုးလေးပါသူကအမြဲတမ်းပြုံးနေတာပါဘလို့တောင်ပြုံးလဲဆိုရင်ခြေချိုးရင်တောင်ပြုံးနေတာမျိုးပါလူကိုကြော်နိုင်ရင်လည်းပြုံးတယ်ဂိုးဝင်မဝင်ပြုံးတယ်တကယ်ကိုတောက်ကျိုးနဲ့ထူတာကြီးပါသူပြောတာကတော့ဘောလုံးကစားရတာကိုပျော်ရွှင်မှုအဖြစ်မြင်တက်လို့နောက်ပြီးတော့ PR တွေအယမ်းမယူခြင်းလို့ပြောထားပါတယ်သူအဲ့လိုပြုံးတဲ့ဗီဒီယိုတွေ့ရင်လူတွေကိုပြုံးစေတာကတော့အမှန်ပါနောက်တစ်ယောက်ကတော့ဂျမန်ဘီလူးကြီးတို့ရဲ့ကစားသမားဝတ်ပါသူထူးခြားတာကတော့ဖျားစုပါပဲဘာလို့လဲဆိုရင်သူကဘယ်ဘလို့ဖြစ်နေပါစေတည်ငြိမ်လုံးလာပါဂိုးသွင်းရင်လည်းအောင်ပွဲမခံတယ်လို့ဖလားရလို့အောင်ပွဲခံနေတဲ့ချိန်မှာတော့သူကတော့ငြိမ်ကြီးပါကဘာကြီးပြက်နေရင်တော့သူကတော့တည်ငြိမ်နေမဲ့ပုံပါပဲဒါကသူများထပ်ထူးနေမှစားဝင်အိပ်ပျော်တဲ့သူတွေပါကြည့်ပေးခဲ့ကြအတွက်အားလုံးကိုကျေးဇူးတင်ပါတယ်